ဘာလို့အဆက်စားရင်ပါစက်ထဲမှာမီးတောက်တယ်လို့ပူလောင်နေရလဲတကယ်တော့ဒါဟာအပူကြောင့်မဟုတ်ပါဘူးသင်အောင်နောက်ဒါကျင်မှုလို့ထင်အောင်ထင်မှာဖြစ်သွားတာပါမယုတ်သီးထဲမှာ capsaicin လို့ခေါ်တဲ့ drop out တစ်ခုပါဝင်နေပါတယ်အဲ့ဒီချက်ကကျွန်တော်တို့ရှာဖို့ကအပူကိုသိရှိတဲ့ ion can cells တွေနဲ့ပွားထိတဲ့အခါအုံနောက်ကိုပါစက်ထဲမှာတော့မီးလောင်နေပြီဆိုတဲ့ signal လွှဲမှားပြီးပို့လိုက်ပါတယ်တကယ်တော့သင်ပါစက်ကလောင်နေတာမဟုတ်ပဲသင်အုံနောက်ကအလိန်ခံလိုက်ရတာပါဒါပေမဲ့မပူပါနဲ့ဒီနာကျင်မှုကိုတုတ်ပြန်မှုအတွက်သင်ခန္ဓာကိုယ်ကပြန်ပြီးတိုက်ပွဲဝင်ပါတယ်အုံနောက်ကနေ endorphins နဲ့ dopamine ဆိုတဲ့ feel good ဓာတုပစ္စည်းတွေကိုထုတ်ပေးလိုက်ပါတယ်ဒါကြောင့်မို့ဆက်နေပေမဲ့လည်းဆက်စားချင်နေတာစားပြီးရင်လည်းစိတ်ထဲမှာလန်းဆန်းပြီးကျဉ်တဲ့လိုခံစားရတာမျိုးဖြစ်နေပါတယ်အဆက်စားရဟာနာကျင်မှုတစ်ခုဆိုပေမဲ့ခန္ဓာကိုယ်ကပြန်ပြီးတဲ့အရာတော့ပျော့ရွှင်မှုပါပဲကဲသင်ကဘယ်လောက်ထိအဆက်ကိုစားနိုင်နေပါပြီလဲ comment မှာပြောခဲ့ဦးနော်အားလုံးကျမ်းမပျော်ရွှင်တဲ့ဘဝလေးကိုရရှိပိုင်ဆိုင်နေကြပါစေ bye for now